မျော်လင့်ရင်မှန်းကားရဲ့ပန်းနိုင်သွဲသွဲရလာရဲ့တနည်းမဲတီးဆိုတာကွယ်အထွေညိုကိုချော့တတ်တော့လာခဲ့မယ်အခုများတိုင်မြင်ဝန်ထားလျက်မှုထွေညိုလေးရဲ့အတွေ့ဆိုတာဖြောက်ချက်ပြရတယ်မောင်သိန်းနေဘာကြီးမို့မင်းရောက်လာပြီကိုဟုတ်ပါတယ်ဘာကြီးမို့အမျိုးဘာသာသာသနာကိုစောင့်ရှောက်ဖို့အတွက်တက်မတော်သားကောင်းတယောက်ဖြစ်နေတာဝန်ထမ်းဆောင်ခဲ့တယ်ဟဲ့ဒီကကျွန်တော်မောင်သိန်းနေတွင်းရောရှိရရွာကလေးစီကိုအောင်မွဲတွေနဲ့အတူအပြေးလာခဲ့တာမှဘာကြီးမို့ငါပြောမယ်ကွာမင်းထုတ်ကြည့်ချစမ်းမဘာဖြစ်လို့လဲဘာကြီးမို့ရေမထိတ်တာမလန့်တာရှင်းလိုက်တာဗျမင်းအလားကောင်းမင်းအခါနှောင်းသွားပြီမောင်သိန်းနေဘာကြီးမို့ထွင်းညိုဘာဖြစ်လို့လဲဘာကြီးမို့ရေထွင်းညိုလည်းဘာဖြစ်လို့လဲဗျာစမုတ်တန်းဆိုပြီးတော့မင်းစစ်ထက်လိုက်သွားပြီး6လလောက်ပါပေါ့ကွာငါတို့ရွာကူစစ်ချောင်းထိုးဖို့ဆိုပြီးတော့မင်းတို့ဘက်ကလာတာထွေးညူတွေကလည်းမင်းပြလာပြီးထင်ပြီးဟောဒီညောင်ပင်အောက်ကနေပြီးတော့ထွက်အကျူဒီကောင်တွေကသူတို့ကိုမိုင်းချောင်ဖို့ကင်းလာထောက်တယ်ထင်ပြီးတော့ထွေးညူအော်ဒီမှာဒီတပ်ပြလိုက်တယ်ကွာဖြစ်နိုင်မှာမလားဘာကြီးမုံရဲ့ဖြစ်နိုင်မှာမလားဗျာတမလို့ဆိုတာရန်သူနဲ့တွေ့ရင်မီးလို့ပြည်သူနဲ့တွေ့ရင်ပန်းလို့ထာဝရဆက်ဆံတယ်တမလို့ကြည့်ပါဘာကြီးမုံရဲ့တော့ကြည့်ပါဗျာခွေးစကားတွေပြောနေတာမောင်သိန်းတန်မင်းမထွေးသေးတရွာလုံးမီးရှို့သွားလို့ပြပုံဖြစ်နေပြီကွာခိုးပါသာကြည့်တော့ဘာတမလို့ကလှုပ်တာဖြစ်နိုင်မှာမလားဘာကြီးမုံရဲ့တကယ်လို့တမလို့ကလှုပ်တယ်ဆိုရင်တော့မှဒီအချက်တော်မဟာတွေကိုချေမုံဖို့အတွက်မလွှဲရမဆောင်တာရွာကုန်မီးရှို့တာဖြစ်မှာဘာကြီးမုံရဲ့ရွာကုန်မီးရှို့တာဖြစ်မှာခွေးစကားတွေမပြောပါနဲ့လားမောင်သိန်းတန်မင်းအဖေဆိုရင်လေစစ်ကြောင်းထိုးတာတော့ပေါ်တာဆိုပြီးဖမ်းသွားတာမိုင်းနေပြီလို့အခုသူ့အသားဆိုအစားနဲ့တော့ရှာမရဘူးအော်ဖေဒါကြောင့်လဲတားခဲ့ဖေဖြစ်နေတာကိုနောက်ဆုံးအချိန်မှာတော့မှတမတော်အတွက်တာဝန်ထမ်းဆောင်ရင်းနဲ့မိုင်းနေပြီးသွားတယ်တားခဲ့ဖေဂုံယူပါတယ်ဖေဂုံယူပါတယ်ခွေးစကားတွေပြောပြမိလားမောင်သိန်းတန်ဘာဖြစ်ပြန်ပြီလဲဘာကြီးမုံရဲ့ဘာဖြစ်ပြန်ပြီလဲလို့မင်းအဖေကသူ့ဟာသူလဲလုတ်ပြီးပြန်အလားစစ်ကြောင်းနဲ့တို့တော့ပကပသတင်းပေးဆိုပြီးအတင်းဖန်ကြိုးတုံမိုင်းခွင်းနဲ့နင်းခိုင်းလို့သူ့အသားဆိုခု